ကဲဒါတော့ကျွန်တော်တို့ညနေအတွက်ပါနော်မနေ့ကတော့ပလုံတယ်မနေ့ကတော့ပလုံတယ်ညနေအတွက်အဲ့တော့ကျွန်တော်တို့ဟုတ်တယ်ကျွန်တော်တို့တွဲပေးတဲ့အထဲမှာနော်ကျွန်တော်တို့83နဲ့ဟွာနဲ့တွဲတဲ့အထဲမှာလိုရတယ်ဗျာနော်14ထွက်တာကျွန်တော်ကခေါ်နှစ်3ညကီးရှိတယ်ပြီးတော့ဟွာလာမင်း4နှစ်ခွန်လာနော်ကီးရှိတယ်4နှစ်ခွန်ကီးလာနော်ကျွန်တော်အဲ့ဒါကိုနှစ်ခွန်လာ4ခွန်လာနှစ်ခွန်4လာကီးကျွန်တော်မှတ်ပြီးတော့ထားတယ်အဲ့ဒါနဲ့ကျွန်တော်တို့ကရှေ့1 3နဲ့တွဲတာပေါ့ကျွန်တော်ဒါပေမဲ့ဒီခေါ်နှစ်နဲ့ပဲကျွန်တော်တို့ကမတူတဲ့ဟာကိုတွဲပေးလိုက်တာပေါ့နော်အဲ့လိုဖြစ်သွားတယ်ကဲဟုတ်ပြီအဲ့တော့ကျွန်တော်တို့ညနေဇလန်းစလိုက်ကြအောင်နော်အပေါက်ဘူးပေါ့ဗျာပလုံနေပေါ့ကဲဟုတ်ပြီအဲ့တော့ကျွန်တော်တို့ညနေဇလန်းဘယ်ကနေစမလဲဆိုတော့ break ကနေစ break ခန္ဓာလေးကနေစမယ်နော်26ပေါင်းချင်း8ပေါ့နော်26ပေါင်းချင်း83 break နော်3 break ဖြစ်ဖို့အတွက်ဆိုရင်တော့ဒီလိုပဲသွားလိုက်ကြတာsorry ဒီလိုမျိုးသူကဒါတော့ကြံနေရပြခဲ့တဲ့ဟာပေါ့နော်8ဖြစ်တယ်ဒီမှာဆိုရင်5 3ည break ဒီလို3လုံးပေါင်းခြင်းသူ5ဖြစ်တယ်နော်8ပြီးတော့5တခါဒီမှာဆိုရင်2 complete ဒီလို3လုံးပေါင်းခြင်းသူက2ဖြစ်တယ်เนาะအဲ့တော့အပေါ်မှာတော့8 5နှစ်ဆိုပြီးတော့သူထည့်ပေးသွားတယ်ပေါ့ဒီပါဝါလုံးမပေးသေးဘူးဒါပေမဲ့ဒီပွဲကြမှာသူကပါဝါပေးသွားတာ5လေးပေါင်းခြင်း9ပါဝါ4เนาะ4ဖြစ်အောင်3ညရှိတော့ဒီမှာ59အဲ့ဒီက6လေး break เนาะ59လည်းတွဲပေးခဲ့တယ်ပေါ့နော်အဲ့ဒီက95 59တွဲပေးခဲ့တယ်အဲ့တော့အဲ့ကောင်ဒီ break ပေါ့နော်အဲ့တော့ဒီမှာကျတော့ကျွန်တော်တို့4ပေါ့နော်4 break ဖြစ်သွားတယ်ဒီနောက်လုံးတော့ပြည့်တယ်ပါဝါစပေးပြီပေါ့နော်ဒီမှာဆိုရင်18ပေါင်းညင်ရလဲကျွန်တော်တို့9ပါပဲ9ပါဝါ4 9လေးဖြစ်အောင်ဒီမှာတော့အယောင်လေးပြောင်းလိုက်အယောင်လေးပြောင်းလာတဲ့ဒီကောင်နည်းနည်းထင်သာမြင်သာရှိအောင်လုပ်ပြတာဘူးကောင်းနော် sorry ဒီတစ်ရယ်နော်ဒီရကောင်ရယ်ပေါအောင်လားဒီလိုသုံးဒီလို3လုံးပေါင်းအောင်အဲ့လိုပေါင်းခြင်းက9ဖြစ်မဖြစ်4ဖြစ်အဲ့တော့9ဖြစ်မဖြစ်4ဖြစ်ဆိုလို့9ဖြစ်အောင်က1ရှိတယ်10 break ထည့်ရမယ်4ဖြစ်အောင်ဆိုရင်3 break ထည့်ရမယ်ဒါဆိုတော့ကျွန်တော်တို့ကဒီမှာစပြီးရတာက3 break ဆိုတာနော်စရတယ်အဲ့3 break စရတယ်နော်ဒါဆိုသူဒီ1ပွဲ2ပွဲ3ပွဲ4ပွဲတော့မှတ်ထားတယ်နော်မှတ်ထားတယ်ကဲဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကဒီ break ပြပြီးတော့နောက်ထပ်ကျွန်တော်တို့ break ပြမယ်ဒါဒီကျွန်တော်တို့ဒီ break ကတော့3ပွဲပဲမှန်နေတဲ့ break ပေါ့နော်ဆိုတော့အဲ့ဒါကိုအရင်ဆုံးကြည့်မယ်9နဲ့ဒီက9နဲ့ပေါင်းခြင်းဒီလို9ပေါင်းခြင်းက3ညရတယ်3ညပါဝါ9 3ည5ဖြစ်အောင် break ဖြစ်ရမယ်အဲ့တော့ဒီမှာကျွန်တော်တို့5 break ဖြစ်တယ်เนาะဒီနှလုံးနဲ့တစ်လုံးပြီးတယ်နောက်ဒီမှာလည်း8ခွန်တစ်ပေါင်းချင်း8เนาะခွန်တစ်ပေါင်းချင်း8ပါဝါ3ဖြစ်အောင်8 3ဖြစ်အောင်ဆိုဒီမှာ3ည2 1ဆိုပြီးတော့3ဖြစ်တယ်เนาะ3ဖြစ်တယ်တခါဒီမှာဆို3ညပေါင်းချင်းက5เนาะအဲ့တော့5ပါဝါ3ည5 3ညဖြစ်အောင်ဒီမှာ1 5 9ဆိုပြီးတော့သူ5ဖြစ်တယ်အဲ5 3 5ပေါ့เนาะ3 5ဖြစ်ထားတယ်ဒါဆိုဒီမနေ့ကကျွန်တော်တို့ထွက်တာက1 4ထွက်တယ်เนาะတချို့ကလည်း1 6ဘာညာပြောကြတယ်ဒါပေမဲ့1 4ပါ1 4ပဲယူရမှာပေါ့เนาะ1 4ပဲဖြစ်ရမယ်
နော်အဲ့တော့1 4နဲ့ပဲကျွန်တော်တို့တွက်တယ်ပေါ့အဲ့တော့1ပေါင်းခြင်းက2ရတယ်2ပါဝါခွန်2ခွန်ဖြစ်ရဟုတ်ပြီဒါဆိုကျွန်တော်2ခွန်ဖြစ်ဖို့အတွက်ဆိုရင်ねဒီမှာ6ရှိတယ်ဗျာနော်ဒီမှာဒီကောင်နဲ့ဒီလို3လုံးပေါင်းခြင်း2ခွန်ဖြစ်ရမှာ6ရှိတယ်6ရှိတော့2ဖြစ်ဖို့အတွက်ဆိုဘာထည့်ရ3ထည့်ရမယ်6ရှိတယ်တဲ့ဒီခွန်ဖြစ်ခြင်း8ထည့်ရအဲ့မှာ8နဲ့9နဲ့ပေါင်းခြင်းခွန်ဘရိတ်3နဲ့9နဲ့ပေါင်းခြင်း2ဘရိတ်နော်2ခွန်ဘရိတ်ဒါဆိုတော့ဒီမှာလဲကျွန်တော်တို့က3 8ဘရိတ်ဆိုတာကိုရတယ်နော်ရှင်းပါလားနော်3ဘရိတ်ဒီနှလုံးပေါင်းခြင်း3နဲ့ဒီက9နဲ့ပေါင်းခြင်း2ဖြစ်တာနော်ဒီကနှလုံးပေါင်းခြင်း8နဲ့ဒီက9နဲ့ပေါင်းခြင်းခွန်ဖြစ်တာနော်ရှင်းပါနော်အဲ့တော့3 8ဘရိတ်ဆိုတော့2 side တူတယ်ပေါ့ဗျာအခုနကတော့ကလည်း3 8ဘရိတ်အခုလည်း3 8ဘရိတ်ဒါကတော့3ပွဲပဲမှန်တယ်ခုနကတော့4ပွဲမှန်ထားတဲ့ဘရိတ်ပေါ့နော်အဲ့တော့3 8ဘရိတ်2 side တူတယ်ညနေခင်းဒါတော့မှဘာ1ချင်းနေရှိတယ်โอเคအဲ1ချင်းနေနဲ့3 8ဘရိတ်နဲ့ကပ်ထိုးလည်းရတယ်နော်နောက်တစ်ခုကျွန်တော်တို့ဒီမှာဒီကနေစားတဲ့1 chain ပေါ့နော်2 1 6ဒါတော့ねအပင်ရှိနေပြီလားလို့တော့ထင်ကြရတော့ရှိတယ်နော်2 6ပေါင်းကြီး8နဲ့တင်ပေါင်းကြီး9 4 chain 9ပေးတယ်တခါဒီမှာဆိုရင်6 6ပေါင်းကြီးနဲ့2နဲ့2နဲ့ပေါင်းကြီး4 4 9 chain 9ပေးတယ်ဒီမှာဆို9 6 3ညာပေါင်းကြီးက1 6 chain 6ပေးတယ်နော်4 9 6ပေါ့နော်9 6ပေးတာ4မဟုတ်ဒါ4မဟုတ်ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာခွန်305ပေါင်းခြင်းက2ရတယ်2ခွန်ချိန်2ပေးတယ်နော်တခါဒီမှာဆို9 5 4ပေါင်းခြင်းကဒါတောက်ကြနေရလေးပြခဲ့တယ်နော်9 sorry 9မဟုတ်4တောက်ကြနေရလေးဒီ1ချင်းပြခဲ့နော်4ဆို4ပါဝါ9နော်4 9တဲ့အဲဒီမှာ9ပေးတယ်သူဒီ9ပွဲတော့မှန်ထားတယ်နော်9ပွဲမှန်ထားတော့6ပွဲကိုသူဆက်ပေးမှာလားပေးမယ်ဆိုရင်တော့ဒီမှာ1 4 8ဆိုတော့ဘာရလဲဆိုရင်ကျွန်တော်တို့3ရပါတယ်เนาะ1 4 8ပေါင်းရင်3ပါဝါ8အဲ့တော့3 8 3 8အချိန်ပေါ့เนาะ3 8အချိန်ကို3 8 break ဆိုတော့အားရရှိ3ည3ပြီးတော့5 3ပြီးတော့5 8 3ည8ဒါလေးပဲရှိပါဘူးเนาะဒါ3 8အချိန်မှန်ခဲ့ရင်ပေါ့เนาะ3 8အချိန်မှန်ခဲ့ရင်ဆိုတာရှိဘရိတ်လည်းမှန်မယ်ဆိုရင်ဒီလေးခွက်ရှိဟုတ်ပြီနောက်တစ်ခုကျွန်တော်တို့မနက်ကကျွန်တော်1 4ထွက်တယ်ပေါ့နော်1 4ထွက်တယ်အဲ့ဒီနားမှာကျွန်တော်တို့ဖြစ်နေတာတစ်ခုရှိတယ်လုံးပိုင်းလိုသဘောမျိုးဖြစ်နေတာရှိတယ်ဒီနှလုံးပေါင်းချင်း9ဖြစ်တယ်နော်9ဖြစ်တဲ့ခါကျတော့9ရဲ့ပါဝါဒီမှာ3ညပေးတယ်နောက်ဒီနှလုံးပေါင်းချင်း6ဖြစ်တယ်6ရဲ့ပါဝါ1ပေးတယ်ဒီနှလုံးပေါင်းချင်း4ရှိတယ်4เนาะ4ပါဝါ9ပေးဒါဆိုဒီလုံးပေါင်းချင်းရလဲ9 sorry 9ရဲ့ပါဝါ4ပေးမှာလားဟလာ4ပေးမှာလား4ပေးမယ်ဆိုရင်ကျွန်တော် break လုပ်4ကို break လုပ်ရင်ဘာရဒါ6 4เนาะ4 4အဘူးတွေเนาะ6 4နဲ့4 4နဲ့အဲ့ဒါရတယ်ဆိုတော့1 4ရလဲထွက်ထားဆိုတော့6 4ရလဲမထွက်တာကြားတယ်เนาะ6 4ဒီဒါနိုင်ကြီးအကောင်းတယ်เนาะကဲဟုတ်ပြီအဲ့တော့6 4နဲ့4 4ဆိုကြားတယ်ကဲလို့3 8နဲ့တွဲကျင်တော့ break မကြိုက်တော့3 8နဲ့တွဲရင် break မကြိုက်တော့3 8နဲ့တွဲရင်ဘာရရမလဲဆိုဒီမှာအယောင်တစ်မျိုးပြောင်းပြောမယ်34နဲ့84ဆိုပြီးလို့ရပြီအဲ့တော့ break ကမကြိုက်တော့ con break 2 break ပြောပါဟိုမှာကျွန်တော်တို့ရတာ3 break 8 break เนาะဒါအရင်သဘောမျိုးနေနဲ့ထွေးရင်လည်းထူးကြဘူးအဲ့ဒါရတယ်เนาะအဲ့တော့ပြီးတော့ကျွန်တော်တို့ဘာထပ်ပြမယ်ဆိုတော့နောက်ပိတ်เนาะနောက်ပိတ်ထပ်ပြထိတ်ကြီးတော့မဟုတ်နောက်ပိတ်နောက်ပိတ်ဒီကျွန်တော်ဒီမှာ2 6 4ပေါ့နော်2 6 4 3လုံးပေါင်းဒီလို3လုံးပေါင်းချင်းဒါဒီ2ရတယ်2 4ခွန်ဖြစ်ရ2နဲ့ခက်လေး2ပါပါပေါ့2 4ခွန်ဖြစ်ဒီမှာ6ရယ်ဒီက9 9ရယ်3လုံးပေါင်း9 9ပေါင်းချင်း8 8 6ပေါင်းချင်း4เนาะအဲ့4ကဲဟုတ်ပြီဒါနောက်တစ်ခုဒီမှာ5 6ပေါင်းချင်း1နဲ့3နဲ့ပေါင်းတော့4ရတယ်4 2
9ပေါ့နော်4ပါပါ9ဒါဆိုရင်9ဖြစ်သွားတယ်လို့9ဖြစ်သွားတယ်နော်နောက်တစ်ခုခွန်3ည9ခွန်3ည9ပေါင်းတော့ဘာရ6ရတယ်6နှစ်ခတ်9 6ပါပါ6 9 1ဒီမှာ3လုံးပေါင်းရင်6ဖြစ်တယ်တခါဒီမှာဆိုလို့ရှိရင်9 9ပေါင်းရင်10နဲ့9နဲ့ပေါင်းတော့9ပဲเนาะ964ရ964ဆိုဒီမှာကျွန်တော်တို့4ဖြစ်တယ်ပေါ့เนาะအဲ့တော့သူဒီလဲအဲ့လိုမျိုးနောက်ဘိတ်ကို4ပွဲမှန်ထားတယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာသူကနောက်ဘိတ်ကိုအပြည့်เนาะ3လုံးလုံးပေးတယ်ဟိုမှာဘောတော့က4အလဲကိုဖောက်ပေးတယ်ဟိုနောက်ဆုံးပေးတယ်ထိတ်ကိုပေးတယ်တောက်ကိုပေးတယ်အဲ့လိုပေးတယ်ဒါဆိုကျွန်တော်တို့3လုံးလုံးကိုယူရမယ်သဘောဖြစ်เนาะဒီမှာဆိုရင်sorryဒါဆိုတော့ငါဆိုပါရငါ3ညဟုတ်ပြီငါ3ညဖြစ်ဖို့အတွက်ဆိုရင်ကျွန်တော်ဒီမှာငါ3ညဖြစ်အောင်8ရှိတယ်9ရှိတယ်เนาะပါထည့်ရငါဖြစ်ခြင်းနဲ့ဗျာ8 9ပေါင်းခြင်းခွန်ရှိတယ်ခွန်ရှိတော့8ထည့်ရ3ဖြစ်ခြင်းနဲ့ဗျာ8 9ပေါင်းခြင်းခွန်ရှိတယ်6ထည့်ရ3ညဖြစ်ခြင်းနဲ့ဗျာ8 9ပေါင်းခြင်းခွန်ရှိတယ်3ထည့်ရ8 6 3ဆိုတဲ့အပိတ်ရเนาะ8 6 3ဆိုတဲ့အပိတ်ရအဲ့တော့ခုနကတော့ကလည်းလုံးပိုင်လားခုနလုံးပိုင်ရလဲသူက4လုံးပိုင်ရတယ်ဒါပေမဲ့4လုံးပိုင်ကျွန်တော်အပေါ်မှာတော့3နေရတော့3ည1 9ဆိုပြီးပေးထားဒီဘွဲကျမှ4ရထိတ်ကိုရောက်သွားရင်တော့ဒီကောင်လေးနဲ့တွဲလို့ရတယ်ဘာကြီးတွဲလို့ရလဲဆို4 8เนาะဒီအရောင်ပြောင်းပေးမယ်အရောင်တစ်ချက်ပြောင်းလိုက်မယ်နော်ဘာလို့ရှိလဲဆို4 8တို့နော်4 6 4 3ရတယ်ဘရိတ်မကိုက်เนาะဘရိတ်မကိုက်ပြီမဲ့လို့ရန်ပြစ်ထိုးရင်လည်းထိုးပေါ့နော်4လုံးပိုင်းရှိတာဟုတ်နော်4ကဟိုအပေါ်မှာတော့နောက်ပိတ်တွေတော့ကြာထားတယ်ဒါပေမဲ့ဒီဘက်ကျမှထိပ်ကျသွားတယ်ဒါလောက်လို့မရဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီဘက်ကျမှထိပ်ကျရင်တော့4 8 4 6 4 3ထိုးလို့ရပါတယ်ဆိုတော့ကျွန်တော်ခဏလေးတွေ့ကြည့်ရအောင်နော်အဲ့တော့ဟုတ်ပြီ break ဒီကေဒီကျွန်တော်နှစ် side တူတယ်နော်38 break နှစ် side တူတယ်ပေးတာမပေးရတော့သိတူတာတော့တူတယ်နှစ် side 3ပိုင်းအနေနဲ့က4ပိုင်းရှိတယ်နော် chain အနေနဲ့က38ရှိတယ်ပြီးတော့အပိတ်အနေနဲ့က863ရှိတယ်နော်863ရှိတယ်ခုနအဲ့တော့ခဏနေရတွဲထားတာတွေဒီမှာဆိုရင်3ည3တို့ဟလာ3ညနဲ့ပတ်သက်3ည8တို့ပြီးတော့9နဲ့ပတ်သက်5 8 5 3ဟလာဒါပြီးတော့ကျွန်တော်တို့4နဲ့ပတ်သက်လို့ရှိရင်4 9 4 9 4 4 4ပေါ့နော်9 4 4 4ပြီးတော့4နဲ့ဟိုပတ်သွင်းမယ်ဆိုရင်4 8 4 6 4 3ပေါ့နော်အဲ့ဒါတော့အရန်အနေနဲ့ထိုးရင်လည်းထိုးဒါ break ကတော့မကိုက်နော် break မကိုက် break ကဟို6ကို break လုပ်ရင်6ပိတ်ကို break လုပ်ရင်ဘာရှိမလဲခွန်6ဆိုဒီမှာမရေးတော့ဒီဘောတက်ရေးလိုက်မယ်ခွန်6ပြီးတော့2 6ပေါ့နော်ဒါတော့10 break 3 break လောက်တာပေါ့ဒီခွက်တွေရပါတယ်ဆိုတော့ဒီခွက်တွေရနေပြီးတော့break မကိုက်တဲ့ဟာတော့ကျွန်တော်တို့ဟိုလောက်ပြီးထိုးရင်ထိုးလိုက်ပါဗျာအရင်သဘောမျိုးလောက်ထိုးရင်ထိုးပေါ့ရိတ်ကတဲ့ကောင်တွေရှိတယ်။ဘာတွေလဲဆို6 4 4 4เนาะအဲ့ဒါတွေကြိုက်တယ်။ပြီးတော့ဒီကောင်လေးပေါ့နော်ဒီ6ခွက်ပေါ့။ဒီ6ခွက်ကြိုက်တယ်။ဘာလို့လဲဆိုတော့38ဝန်းကျင်ရလည်းရှိတယ်။တကယ်လို့38ဝန်းကျင်ပြတ်မယ်ဆိုရင်ကျွန်တော်တို့က6ကိုကိုက်မယ်ဆိုရင်ဒီဘက်6 2 6လို့ပါလို့ထိုးတယ်။ဒါမှမဟုတ်လို့ရှိရင်38ဝန်းကျင်ပြတ်မယ်ဆို4ပိုင်းရှိတယ်ဆို6 4နဲ့4 4ရတာ main ခွက်ဖြစ်သွားတယ်မျိုးဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်။အဲ့တော့3ည3 3ည8 5 8 5 3ရယ်6 4 4 4 6 4ရယ်4 4အဲ့6ခွက်ကြိုက်ပါတယ်။ကြည့်ကံကောင်းရပါစေ။နော်38 break ရှိတယ်ပေါ့ညနေအတွက်နှစ် side တူပေါ့